တို့တွေအကျိုးမြင့်မရလို့ Miss World ပြန်ပြီးတော့ပြန်လာတဲ့ခီစာခင်ကိုလိမ့်စိတ်တောင်သွားမကြိုတဲ့ထူရဲလွင်အလှမယ်ခီစာခင်ကိုနိုင်ငံခြားကပြန်လာချိန်မှာတောင်လိမ့်စိတ်ကိုတစ်ချက်လေးမှမသွားကြိုပဲနဲ့တဲစုငိမ့်နာမှာကတ်နေတာကတော့ထူရဲလွင်မှာဒါကြောင့်လေလူတွေကခီစာခင်အလှမယ်တဲစုငိမ့်လို့ငွေမရှာနိုင်လို့တို့တွေအကျိုးမရှိလို့ထူရဲလွင်ကခီးမဆိုင်တာဖြစ်မယ်လို့ပြောနေကြတာဖြစ်ပါတယ်ထူရဲလွင်ကမနစ်ကတဲစုငိမ့် Miss Grand International ပြိုင်စင်မှာတော့တဲစုငိမ့်နာမှာတောက်တက်လို့ကတ်နေတာပါအထူးသဖြင့်ထူရဲလွင်ဟာတဲစုငိမ့်နာမှာခုချိန်ထိကတ်နေတော့မှာပဲဒါပေမဲ့လာမယ့်ခီစာခင်ကိုတော့မိမ့်မိန်နဲ့အဝတ်စားတွေနဲ့ Miss World ပြိုင်ပွဲကိုလွတ်ခဲ့တယ်လို့တဲစုငိမ့်ရဲ့ခြေပြားလောက်တောင်မှပံ့ပိုးကူညီမှုမရှိပါဘူးဒါကြောင့်လေလူတွေကတော့ကိုယ့်အတွက်ကြုံမရှိရင်ဘာမှမလုပ်တဲ့တဲစုငိမ့်နာမှာပဲကတ်နေတဲ့ထူရဲလွင်ရဲ့စိတ်ထားနဲ့စိတ်ဓာတ်ကိုဝေဖန်ကြတာပါအခုဆိုရင်လာမယ့်ခီစာခင်ဟာအိန္ဒိယနိုင်ငံမှာကျင်းပတဲ့ Miss World ပြိုင်ပွဲကအကောင်းဆုံးရှင်ပြိုင်ခဲ့ပေမယ့်မြန်မာပြည်ပြန်လာချိန်မှာတော့ National Data ထူရဲလွင်ကတစ်ချက်လေးတောင်မှလာမကြိုတာကိုတွေ့ရပါတယ်ဒါကြောင့်လေမျက်နှာလေးနွမ်းနေတာပါပရိသတ်တရားရောထူရဲလွင်ရဲ့ခွဲခြားတဲ့ကြည့်စရိုက်ကိုဘယ်လိုမြင်ကြပါသလဲရှင်